It is a tremendous joy to be back here with you all in the presence of the Lord. ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဒီမှာရှိတဲ့သူတွေနဲ့အတူတကွပြန်လည်တွေ့ဆုံရတဲ့အတွက်ကျွန်တော်အယံဝမ်းမြောက်မိတယ် It is so great to see you all today. ဒီမှာရှိတဲ့သူတွေနဲ့နောက်တစ်ဖက်ပြန်တွေ့ရတဲ့အတွက်ကျွန်တော်ဝမ်းသာတယ် I thank God for giving me this opportunity to proclaim His word today. ဒီနေ့ဒီနေရာမှာဖခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုကြေညာဝေခံမှုရဲ့အတွက်ဖခင်ကျွန်တော်ကိုအခွင့်ပေးတဲ့အတွက်ကျွန်တော်အယံဝမ်းမြောက်တယ် And I also want to thank Sia Sampi for giving me this precious time too. ဆရာစံပီကိုလည်းကျွန်တော်ကိုဒီတန်ဖိုးရှိတဲ့အချိန်ကိုအခွင့်ပေးလို့ဆရာကိုလည်းကျေးဇူးတင်တယ် And I want to thank all the pastors here and also all the HWC family to warmly welcoming me. ဒီမှာရှိတဲ့မိသားစုတွေနဲ့အမှုတော်ဆောင်တွေကျွန်တော်ကိုနှွေးထွေးစွာကြိုဆိုပေးတဲ့အတွက်လည်းကျွန်တော်ကအယံကျေးဇူးတင်ပါတယ် And I want to thank my dear friend for helping me interpret as well. ကျွန်တော်ရဲ့တငယ်ချင်းကျွန်တော်ကိုဘာသာပြန်ချင်းမှာကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် For the past year, I have been going through a season of testing and trials. လွန်ခဲ့တဲ့နှစ်ကကျွန်တော်တကယ်ကိုခက်ခဲခြင်းအချိန်ကာလတစ်ခုကိုဖြတ်တန်းခဲ့ရတယ် And I'm sure all of you might be going through your tough seasons too. ဒီမှာရှိတဲ့သူတွေလည်းနော်မတူညီတဲ့ခက်ခဲတဲ့အခြေအနေတစ်ခုခုကိုဖြတ်တန်းနေရမယ်လို့ကျွန်တော်ထင်တယ် But through these trials, I've experienced the goodness of God in my life now more than ever. အဲ့ဒီခက်ခဲခြင်းအခြေအနေတွေထဲမှာပဲကျွန်တော်တို့ကဖခင်ရဲ့ကောင်းမြတ်ခြင်းကိုအရင်ကထပ်ပို့ပြီးတော့ခံစားနေရမယ်ဆိုတာကိုယုံကြည်တယ် Amen. Amen. Our God is a good God. ကျွန်တော်တို့ဖခင်ရှင်ဒီကောင်းမြတ်တဲ့ဖခင်ဖြစ်တယ် He's so full of mercy. He's so full of grace. သူ့ရဲ့ကျေးဇူးနဲ့ဂရုဏာကအမြဲတမ်းကျွန်တော်တို့ပုံမှာရှံထွက်နေတာဖြစ်တယ် And He is always faithful. သူကအမြဲတမ်းသစ္စာရှိတဲ့ဖခင်ဖြစ်တယ် Amen. အာမင် Amen. အာမင် And there's one thing that you should know about our God. ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်အကြောင်းကိုသင်သိဖို့လိုအပ်တဲ့အရာလေးတစ်ခုရှိတယ် He's a God who is deliberate about everything that He does. ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကလေသူလှုပ်သမျှသောအရာတိုင်းမှာရည်ရွယ်ချက်ရှိရှိနဲ့လှုပ်တဲ့ဖခင်ဖြစ်တယ် Every word that He says, သူပြောသမျှစကားလုံးတစ်လုံးချင်းစီတိုင်းမှာ everything that He does, သူလှုပ်သမျှသောအမှုရာတစ်ခုချင်းစီတိုင်းမှာ there's a purpose to it. အဲ့ဒီအရာတိုင်းမှာရည်ရွယ်ချက်ရှိတဲ့ဖခင်ဖြစ်တယ် What I'm trying to say is that our God is not a God of coincidence. ကျွန်တော်ကိုးကွယ်တဲ့ဖခင်ရှင်ဒီအမတ်တမဲ့နော်တိုက်ဆိုင်မှုရှိတဲ့လှုပ်ဆောင်မှုရှိတဲ့ဖခင်မဟုတ်ဘူးဆိုတာကိုပြောချင်တယ် You see, throughout the history and throughout the Bible, we can see that, He's a God. Every word that He spoke, everything that He does, it has a purpose and His plan. ကျွန်တော်တို့ကဘတ်တော်တစ်လျှောက်လုံးမှာပြန်ကြည့်မယ်ဆိုရင်ဖခင်ကသူလှုပ်သမျှအရာသူပြောသမျှအရာတိုင်းမှာရည်ရွယ်ချက်ရှိစွာလှုပ်တယ်ဆိုတာကိုတွေ့ရတယ် And sometimes the things that God does, even though it has purpose, but we may not understand it in the moment. တခါတည်းမှာနော်ဖခင်ကကျွန်တော်ရဲ့အသက်တာထဲမှာလှုပ်ဆောင်သမျှတော့အရာတွေကဖခင်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့လှုပ်တာဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေနားမလည်နိုင်တဲ့အရာတွေများစွာရှိတယ် You see, when God sent Jesus onto this earth, ခမည်းတော်ဖခင်ကသူ့ရဲ့တပါးရီတော်သားတော်ကိုလောကကိုဆေလွတ်တယ် Jesus, the King of Kings, the Lord of Lords. ယေရှုကဘယင်တကာရဲ့ဘယင်ဖြစ်တယ်သခင်တကာရဲ့သခင်ဖြစ်တယ် But back then, the Jewish people couldn't even accept Him because He wasn't the king that they were expecting. ဒါပေမဲ့အဲ့ဒီကာလမှာဂျူးလူမျိုးတွေကသူတို့မျှော်လင့်ထားတဲ့ဘယင်လို့ယေရှုကမဟုတ်တဲ့အတွက်သူတို့ကလက်ခံဖို့ရအတွက်အရန်ခက်ခဲခဲ့တယ် You see, it just didn't make sense for the Jews. ဂျူးလူမျိုးတွေအတွက်ဒီအကတိတ်အတိတ်ပဲမရှိတဲ့အရာတစ်ခုလို့ဖြစ်တယ် And even to a non-believer, right? ဒီမှာနော်အခုခေတ်ကာလမှာလည်းမယုံကြည်သူတချို့အတွက် You see, the great rescue plan that God has, it doesn't make sense to them. နော်ယေရှုကမယုံကြည်သူတွေနော်ဖခင်ကိုမသိသေးတဲ့သူတွေကိုကယ်တင်မှုရအတွက်လောကသားတွေကိုကယ်တင်မှုရအတွက်ဆင်းကြွလာတယ်လို့ပြောတဲ့အခါမှာသူတို့အတွက်အတိတ်ပဲမရှိတဲ့အရာတစ်ခုလို့သူတို့ခံစားရတယ် I have shared the gospel to friends of mine who are non-believers. ကျွန်တော်ရဲ့နော်မယုံကြည်သူတငယ်ချင်းတွေကိုကျွန်တော်ကဖခင်အကြောင်းကိုဧဝံဂေလိတရားအကြောင်းပြောတဲ့အခါမှာလည်းအဲ့လိုပဲဖြစ်တယ် And sometimes they just laugh at it. ခါတလေမှာသူတို့ကကျွန်တော်ပြောတဲ့အခါမှာရည်ကြတယ် It doesn't make sense to them. သူတို့အတွက်ဒီຢာကတိတ်အတိတ်ပဲမရှိတဲ့အဖြစ်ပြက်လိုမျိုးခံစားရတယ် And sometimes for us believers, ခါတလေမှာကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လည်း you see, we may know the concept, the idea of what Jesus did. ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လည်းနော်ကားတိုင်းတရားကိုသိတယ်ကားတိုင်းပေါ်မှာယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေကိုသိတယ် But do we really understand it in our hearts? ဒါပေမဲ့သိပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတိတိချာချာရှင်းရှင်းလင်းလင်းရောနှလုံးသားထဲမှာရှိနေရဲ့လား Yes, of course, we know Jesus died on the cross. ဟုတ်တယ်ယေရှုကငါအတွက်လက်ဝါးကားတိုင်းမှာအသက်ကိုပေးခဲ့တာဟုတ်တယ် And yes, we know that He was crucified for our sins. ငါတို့ရဲ့အပြစ်တွေအားလုံးအတွက်ယေရှုကကိုယ်စားခံယူသွားပေးတာကိုငါသိတယ်
But do you really understand this deeply as a truth in your heart? ဒါပေမဲ့လေတဲ့ရဲ့နှလုံးသားထဲမှာဒီအရာကိုသိပေမဲ့တကယ်ပဲတဲ့ရဲ့နှလုံးသားထဲမှာအမြင့်တွယ်နေရဲ့လားအဲ့ဒီတမန်တရားကိုရှင်းရှင်းလင်းလင်းသဘောပေါက်နေရဲ့လား Only when your truth is rooted, this truth is rooted in your heart, that's when you will experience true freedom in your life. အဲ့ဒီတမန်တရားကတဲ့အထဲမှာအမြင့်တွယ်နေမှသာလေသင်ဘဝတစ်လျှောက်လုံးမှာလွတ်မြောက်ခြင်းဆိုတဲ့အရာကိုသင်ခံစားရမှာဖြစ်တယ် Amen. အာမင် You see, Paul said, I have been crucified with Christ. ပေါလုကပြောတယ်ငါကယေရှုနဲ့အတူတူအသေးပြီးပြီဖြစ်တယ် I no longer live, but it is Christ who lives in me. ငါအခုရှင်နေတဲ့အသက်ကငါရဲ့အသက်မဟုတ်ဘူးခရစ်တော်ရဲ့အသက်နဲ့ငါရှင်နေတာဖြစ်တယ် You see, sometimes as believers, there is danger in just taking all of this too lightly. ယုံကြည်သူတွေအနေနဲ့လည်းတော့ဒီအမှုရာအကြောင်းပြန်စဉ်းစားရပေါ့ပေါ့တန်တန်လေးတွေးတဲ့အရာကတကယ်ကိုအန္တရာယ်ရှိတဲ့အရာဖြစ်တယ် We must hunger for a deeper revelation of what Jesus did on that cross for us. ဒီနေ့ကျွန်တော်ကယေရှုလက်ဝါးကားတိုင်းမှာကျွန်တော်တို့အတွက်လှုပ်ပေးခဲ့တဲ့အရာကိုလေးလေးနက်နက်နဲ့revelation တစ်ခုအနေနဲ့ရဖို့ရန်အတွက်ဖြစ်တယ်ဖွင့်ပြချက်တစ်ခုအနေနဲ့ကိုယ်ပိုင်ရဖို့ရန်အတွက်ဖြစ်တယ် And that leads to our message today. Our message is titled The Great Sacrifice. ဒီနေ့ကျွန်တော်သွားခြင်းနဲ့နှုတ်ကပတ်တော်ကိုဒီအရာကဥတည်နေတာဖြစ်တယ်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကကြီးမြတ်သောရစ်ပူဇော်ခြင်းအကြောင်းဖြစ်တယ် And we look at the book of Matthew chapter 27. ရှင်မဿဲ29ကိုကြည့်ရအောင် Before we read, okay, I want to take us back to the place of Golgotha. ဒီနှုတ်ကပတ်တော်ကိုမဖတ်ချင်မှာဂေါလဂေါသဆိုတဲ့အရက်စီကိုကျွန်တော်အနှဲငယ်လေးပြန်သွားချင်တာဖြစ်တယ် Golgotha was a place of execution for the Romans. ဂေါလဂေါသအရက်ဆိုတာကရောမလူသားတွေတကယ်ကိုမှကွပ်မျက်တဲ့နေရာတစ်ခုဖြစ်တယ် It was a place of death. It was a very dark place. အဲ့ဒီနေရာကတေချင်းနေနဲ့ပြည့်ပြီးတော့တကယ်ကိုမောင်မိုက်တဲ့အရက်တစ်ခုဖြစ်တယ် But it was in that place that history completely changed. ဒါပေမဲ့အဲ့ဒီနေရာမှာပဲတမိုင်းကလုံးဝပြောင်းပြန်လန်ပြီးတော့ပြောင်းလဲသွားခဲ့တာဖြစ်တယ် Let's see what happens here. ။ဘာဖြစ်လဲဆိုတာကိုကျွန်တော်တို့အတူတကွကြည့်ရအောင်နော် We read from verse 35 to verse 46, but we read some parts only. Okay မတ်တဲနော်အတူတကွဖတ်ဖို့ရန်အတွက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မိမောင်းထိုးပြသွားမှာကတော့တချို့အချက်တွေကိုပဲဖြစ်တယ်အတူတကွဖတ်ဖို့ရန်အတွက်ဖြစ်တယ်ရှင်မဿဲခရစ်ဝင်ခန်းကြီး29အငယ်33ကနေ46ဖတ်ရအောင်နော်အားလုံးအတန်ကိုကြဲကြဲလွှင့်ပြီးတော့ဖတ်ရအောင်ဤသို့ဖြင့်ဦးကောင်းခွန်အရက်ဟုခေါ်ဝေါ်သောဂေါလဂေါသအမည်တွင်သည့်အရက်သို့ရောက်ကြလေသူတို့သည်ကိုရောအားဆေးခါနှင့်ရောထားသောစပြည့်ဝိုင်ကိုတိုက်ကြ၏ကိုရောသည်မြည်ဆန်း၍တောက်လိုသောစိတ်ရှိတော်မမူချေထိုအခါသူတို့သည်ကိုရောကိုလက်ဝါးကားတိုင်ပေါ်၌တင်ကြပြီးကိုရောဤအဝတ်တော်များကိုမဲချ၍ခွဲဝေကြ၏ဖြတ်တန်းသွားလာသောသူတို့သည်မိမိတို့ခေါင်းကိုခါရမ်းလျက်ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းတည်ဆောက်မည်သူတင်သည်ဖျားသခင်ဤသားတော်မှန်လျင်တင့်ကိုတင်ကဲတင်ပြီးလက်ဝါးကားတိုင်ပေါ်မှဆင်းလာခဲ့လောဟုပြောဆိုကြ၏ထိုနေ့တူယစ်ပရောဟိတ်အကြီးအကဲများသည်လည်းကျမ်းပြူဆရာများတက်ကြီးဝါကြီးများနှင့်အတူကိုရောကိုပြောင်းလောင်ကြ၍သူသည်သူတစ်ပါးတို့ကိုကဲတင်ခဲ့တော်လဲမိမိကိုမကဲတင်နိုင်ပါတကားဣသရေလဘုရင်ဖြစ်လျင်ယခုပင်လက်ဝါးကားတိုင်ပေါ်မှဆင်းလာပါစေထိုအခါငါတို့သည်သူ့ကိုယုံကြည်မည်မွန်းတဲအချိန်မှစ၍မွန်းလွဲ3နာရီတိုင်အောင်မြေတစ်ပြင်လုံး၌အမောင်ကျရောက်လေ၏မွန်းလွဲ3နာရီခန့်တွင်ယေရှုသည်ကျေလောင်သောအတန်ဖြင့်အေလိအေလိလမရှာဘာခတနီဟုအော်ဟစ်တော်မူ၏၎င်း၏အတိတ်ဘယ်မှာကျွန်ုပ်ဖျားကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း You see, these were the final moments of Jesus. ဒီအရာကိုကြည့်ခြင်းအဖြစ်ဒီအရာကယေရှုရဲ့နောက်ဆုံးအချိန်ကာလတစ်ခုဖြစ်တယ် He was mocked. သူကလောင်ပြောင်ခြင်းတွေကိုခံရတယ် He was tortured. ညှဉ်းပန်းနှိပ်စက်ခြင်းတွေကိုခံရတယ် And he was hung on that cross. ကားတိုင်မှာချိတ်ဆွဲခြင်းကိုခံထားရတယ် And as he was bleeding and dying on that cross for 6 long hours, သူကဒီတရားတန်ချက်တွေအဖြစ်သွေးတွေယိုဆင်းပြီးတော့6နာရီကြာကားတိုင်မှာချိတ်ဆွဲခြင်းကိုခံထားရတယ် he cried out, Eli, Eli, lama sabachthani. သူကအဲ့ဒီအချိန်မှာပြောတဲ့ຢာကအေလိအေလိလာမာရှာဘာခါဒနီဟုပြောတယ် my God, why have you forsaken me? ကျွန်ုပ်ရဲ့ဖခင်ဘာကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တာလဲလို့အဲ့ဒီအချိန်မှာပြောခဲ့တယ် This right here
was the darkest moment in the history of mankind. လူသားရဲ့တက်တန်းမှာเนาะဒီအချိန် moment လေးကတကယ်ကိုမောင်မိုက်ခြင်းနဲ့ပြည့်တဲ့အချိန်ကာလလေးတစ်ခုဖြစ်တယ် And this moment right here is also the greatest moment in the history of mankind. တစ်ဖက်ကကြည့်တယ်ဆိုရင်မောင်မိုက်ခြင်းနဲ့ပြည့်တဲ့အချိန်လေးဖြစ်တယ်လို့လူသားရဲ့တစ်လျှောက်လုံးမှာလည်းကြီးမြတ်လွန်းတဲ့တကယ်ကိုကာလကလည်းအဲ့ဒီအချိန်ပဲဖြစ်တယ် Amen. အာမင် Because right here was when God the Father put all the sins of the world onto Jesus. ဘာလို့လဲဆိုတော့နော်အဲ့ဒီအချိန်အဲ့ဒီ moment လေးမှာခမည်းတော်ဖခင်ကလောကရဲ့အပြစ်အလုံးစုံကိုယေရှုပေါ်မှာတင်တဲ့အချိန်ဖြစ်တယ် And Paul tells us in the Bible, it says, God made Jesus, who knew no sin, to become sin for us. ဒီညမှာနှုတ်ကပတ်တော်ထဲမှာပေါလုပြောတဲ့အရာကအပြစ်မရှိသောသူရဲ့အပေါ်သို့တဲ့ငါတို့ရဲ့အပြစ်အလုံးစုံကိုတင်တယ်လို့ပြောထားတာဖြစ်တယ် Jesus had never sinned in his life, not one single sin, but all of the sin in this world was laid upon him. ယေရှုကတော့တခါမှအပြစ်မလုပ်ဘူးသောဖြူစင်သောသူဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့လောကလူသားတွေလှုပ်ခဲ့သမျှသောအပြစ်အလုံးစုံကိုသူ့ပေါ်မှာတင်ခြင်းကိုခံရတယ် Hatred, lying, stealing, rape, everything, you name it, everything was put upon Jesus. နမဲတက်လို့ရတဲ့အပြစ်ဆိုတော့မုန်းတီးခြင်းတွေလိန်ညာခြင်းတွေခိုးယူတပ်ဖြတ်ခြင်းအပြစ်လို့ဆိုပြီးတော့နမဲတက်လို့ရတော့အရာမှန်သမျှသူ့ရဲ့အပေါ်ကိုတင်လိုက်ခြင်းခံရတဲ့အချိန်ဖြစ်တယ် It was in this moment when Jesus became sin. That was when he was separated from God the Father. အဲ့ဒီအပြစ်အလုံးစုံကိုယေရှုပေါ်မှာတင်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒီအပြစ်တွေနဲ့ယေရှုကပြည့်သွားတဲ့အချိန်ဖြစ်တဲ့အတွက်ခမေးတော်ဖခင်ကသူ့ကိုစွန့်ပစ်ခြင်းကိုခံရတဲ့အချိန်ဖြစ်တယ် You see, God the Father and Jesus had been in perfect fellowship, relationship for all eternity. ခမေးတော်ဖခင်နဲ့ယေရှုကထာဝရကာလအထိတကယ်ကိုပြည့်စုံတဲ့ယဉ်ကျေးကျွမ်းဝင်ခြင်း relationship တစ်ခုရှိတာဖြစ်တယ် You see, how can a holy, perfect God be in the presence of sin? ဘလို့လို့သက်ရှင်တဲ့ဖခင်နဲ့အပြစ်တွေပြည့်နေတဲ့အရာနဲ့အတူတကွရှင်းနိုင်ပါလေ Jesus in this moment experienced what hell would feel like. အဲ့ဒီအချိန်မှာတော့ယေရှုကငရဲဆိုသောအရာကိုစတင်ပြီးတော့ကြုံတွေ့ရတယ် You see, most of us, when we think of hell, we think of fire, we think of burning. ကျွန်တော်တို့ဒီမှာရှိတဲ့လူတွေတော့ငရဲလို့ပြောလိုက်တာနဲ့ဘာကိုအရင်ဆုံးမြင်လဲဆိုမီးတွေလောင်မြိုက်ပြီးလောင်ကျွမ်းနေတဲ့အရာကိုလို့ကျွန်တော်တို့ကငရဲလို့ထင်ကြတယ် But hell is actually a place of complete separation from God. ဒါမဲ့တကယ်ငရဲဆိုတာကလေခမေးတော်ဖခင်ကလုံးဝအဆက်အသွယ်ဖြတ်ပြီးတော့ခမေးတော်ဖခင်နဲ့ပြတ်တောက်သောကာလကငရဲဖြစ်တယ် And Jesus, in his agony, his anguish, he cried out, my God, why have you forsaken me? ယေရှုကအဲ့ဒီချိန်မှာပူဆွေးတော့ကရောက်ပြီးတကယ်ကိုခက်ခဲပင်ပန်းစွာနဲ့သူပြောတဲ့အရာကကျွန်ုပ်ဖခင်ဘာကြောင့်မလို့ကျွန်ုပ်ကိုဆုံးပစ်တာလဲလို့ပြောတယ် Jesus could have said anything on that cross. ယေရှုကအဲ့ဒီကားတိုင်ပေါ်မှာရှိတဲ့အချိန်မှာသူပြောလို့ရတဲ့အရာတွေအများကြီးရှိတယ်နော် And there were so many people watching there too. လူတွေအားလုံးကလည်းသူ့ကိုအဲ့ဒီချိန်မှာဝိုင်းကြည့်နေတယ် He could have said, I am the way, the truth, and the life. ယေရှုကသူပြောလို့ရတယ်ငါကလမ်းခီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်ဖြစ်တယ်လို့လည်းသူပြောလို့ရတာပဲ He could have said, before Abraham was, I am. သူယေရှုပြောလို့ရတယ်ငါကအာဗြဟံမရှိစဉ်ကတည်းကငါရှိနေတာပဲလို့လည်းသူပြောလို့ရတဲ့အချိန်ဖြစ်တယ် And he even could have said, I am the savior of the world. ငါကဒီကဘာကိုကယ်တင်မဲ့ကယ်တင်ရှင်လေလို့သူပြောလို့ရတာပဲ He could have said so many other things. သူတခြားအရာတွေလည်းသူပြောချင်ပြောလို့ရတာပဲဖြစ်တယ် But why did he choose to say, my God, why have you forsaken me? ဒါမဲ့သူအဲ့ကားတိုင်းပေါ်မှာရှိတဲ့အချိန်မှာလေဘာလို့ကျွန်ုပ်ဖခင်ဘာလို့ကျွန်ုပ်ကိုစွန့်ပစ်တာလဲဆိုတဲ့အရာကိုပဲသူပြောခဲ့တာလေ You see, it turns out that Jesus was actually fulfilling a prophecy here. ဒီအရာကိုကြည့်ချင်းအဖြစ်ယေရှုက prophet ပြုချက်ပြည့်စုံမှုရဲ့အတွက်လှုပ်ဆောင်ခဲ့တယ်ဆိုတာကိုမြင်တွေ့ရတာဖြစ်တယ် These same exact words can be found in one of David's psalms. ဒီအကြောင်းအရာလေးเนาะဒီစကားလုံးလေးကိုကျွန်တော်တို့အတိအကျဘက်မှာတွေ့ရလဲဆိုလို့ရှိရင်စာလံကျမ်းထဲမှာပြန်တွေ့ရတာဖြစ်တယ် Jesus on that cross was pointing to Psalm 22. ယေရှုလက်ဝါးကားတိုင်တော်မှာရှိတဲ့အချိန်မှာစာလံ22ကိုရည်ညွှန်းသွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ် Psalm 22 is a prophetic psalm. စာလံ22ကဒီ prophet ပြုတဲ့စာလံဖြစ်တယ် And in this psalm, David, is accurately describing what Jesus was going to experience on that cross 1,000 years before it actually happens. အဲ့ဒါကိုရေးတာကဒါဝိဒ်ဖြစ်တယ်နော်ဒါပေမဲ့ဒါဝိဒ်ကလေယေရှုကားတိုင်ပေါ်မှာဖြစ်ပျက်မဲ့အမှုရာအလုံးစုံတွေကိုသူ့ရဲ့အချိန်ကာလမှာကားတိုင်မှာတင်သက်ခြင်းဆိုတဲ့အရာတွေမရှိစဉ်ကတည်းကလွန်ခဲ့တဲ့မတိုင်ခင်နှစ်1000လောက်ကတည်းကဒါဝိဒ်ကအဲ့ဒီအရာအကြောင်းကိုကျမ်းစာထဲမှာရေးခဲ့တာဖြစ်တယ်
Watch this, okay? Jesus was hung on that cross. ယေရှုကကားတိုင်ပေါ်မှာချိတ်ဆွဲခြင်းခံရတယ် And we can see in Psalm 22, verse 16, သင်ဆာလ16ကိုကြည့်မယ်ဆိုရင် and it says that his hands and feet were pierced. အဲ့ဒီမှာဘာပြောထားလဲဆိုရင်ယေရှုရဲ့လက်တွေခြေထောက်တွေကိုတဲ့ထိုးဖောက်တယ်လို့ရေးထားတာကိုတွေ့ရတယ် I just want to let you know, during David's time, the crucifixion was not even invented yet. အဲ့ဒီကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒါဝိဒ်ရဲ့ခေတ်ကာလမှာဒီကားတိုင်ပေါ်မှာတင်သက်ခြင်းဆိုတဲ့အရာကမရှိသေးဘူးဖြစ်တယ် And in verse 7, the Psalms 22, verse 7, it says, Then the people shook their heads at Jesus and mocked him. ဒီအငယ်9မှာကြည့်မယ်ဆိုရင်တော့သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေအားလုံးကယေရှုကိုအမျိုးမျိုးလောင်ပြောင်ပြီးတော့ပြည့်ရတဲ့အရာကိုလေအမှုအရာကအစဥမာခေါင်းတွေခါရမ်းတာတွေအမှုအရာလေးတစ်သေးလေးကအစဒါဝိဒ်ကကြိုတင်ပြီးတော့ရေးခဲ့တာဖြစ်တယ် David was so specific that he even described how the people were shaking their heads at Jesus. ဒါဝိဒ်ကတော့ကြိုတင်ပြီးတော့မတိုင်ခင်နှစ်ပေါင်း1000လောက်ကတည်းကအဲ့ဒီကာလမှာလူတွေဘလို့ယေရှုကိုကဲ့ရဲ့မလဲဆိုတာကအစအတိအကျရေးထားတာကိုစာလံထဲမှာတွေ့ရတယ် And verse 18, we can see the people casted lots for Jesus' clothes, just like how we read in Matthew. ဆက်ရှင်မှာကြည့်မယ်ဆိုရင်လူတွေကယေရှုရဲ့အဝတ်ကိုစာရေးတံချတယ်ဆိုတဲ့အရာကိုလည်းတွေ့ရတယ် And verse 15, Jesus, he was exhausted and he was dehydrated on the cross. And we can see this in verse 15. ဒီအငယ်15မှာဆိုရင်တော့ယေရှုကအယံကိုမောပန်းလာတဲ့အခါမှာရေငတ်တယ်ရေစာတယ်ဆိုတဲ့အရာကိုလည်းဒီနှုတ်ကပတ်တော်ထဲမှာတွေ့ရတယ် This psalm was pointing to the cross. အဲ့ဒီစာလံကကားတိုင်တော်ကိုမိမောင်းထိုးနေတဲ့စာလံဖြစ်တယ် But today, I want to really focus on one single verse. ဒါပေမဲ့ကျွန်တော်ဒီနေ့မှာတော့မိမောင်းထိုးခြင်းနဲ့အပိုင်ငယ်လေးတစ်ချက်ပဲရှိတယ် Verse 6. အငယ်6ဖြစ်တယ် It says, But I am a worm and not a man, scorned by everyone and despised by the people. ကျွန်ုပ်မူကားလူမဟုတ်ပိုးကောင်မြတာဖြစ်ပါ၏လူတို့ကဲ့ရဲ့ပြစ်တင်စရာနဲ့လူအများမထီမဲ့မြင်ပြုစရာဖြစ်ပါ၏ Okay, what is Jesus even saying here? ဘာလို့ယေရှုကအဲ့ဒါကိုပြောတာလဲ I mean, Jesus could have said anything on that cross, but he chose to point to Psalm 22. ယေရှုကတော့သူကားတိုင်ပေါ်မှာရှိတဲ့အချိန်မှာသူပြောလို့ရတဲ့စကားလုံးတွေအများကြီးရှိခဲ့တာပဲဘာဖြစ်လို့ဒီစာကြောင်းလေးကိုပြောခဲ့ရတာလဲ And here he is described as a worm. ဒီနေရာမှာဖော်ညွှန်းထားတဲ့အရာကပိုးကောင်လေးအကြောင်းဖြစ်တယ် It turns out that the word for worm used in Hebrew is not the regular type of worm. ဒီနေရာမှာဟေဘရုဘာသာစကားဟေဘရဲဘာသာစကားအရသုံးထားတဲ့ပိုးကောင်ဆိုတာကတာမန်ပိုးကောင်ကိုညီညွှန်းထားတဲ့အရာမဟုတ်ဘူး Every time in the Bible the word for worm is used, it's called rima. နော်ပုံမှန်တမန်ကျမ်းစာထဲမှာပိုးကောင်အကြောင်းပြောပြီးဆိုရင်ဟေဘရဲဘာသာအရရီမာလို့ပြောတာဖြစ်တယ်ဟေဘရုလို့ရီမာလို့ပြောတာဖြစ်တယ် Somebody say rima. အားလုံးပြောရအောင်ရီမာ But you see, rima in Hebrew is the word used for ordinary regular worm. ဒီဟေဘရုဘာသာစကားအရရီမာဆိုတဲ့ဒီပိုးကောင်ကတော့ပုံမှန်တာမန်ပိုးကောင် worm ပိုးကောင်အတစ်ခုပဲဖြစ်တယ် But instead, the word used in this verse is not rima, it is tola. ဒီအငယ်6မှာပြောထားတဲ့ worm အကြောင်းပိုးကောင်လေးကိုတော့ဟေဘရုဘာသာစကားအရဘယ်လိုပြောထားလဲဆိုရင် tola လို့ပြောထားတာဖြစ်တယ် And God, God hid a secret message in this verse. ဒီနှုတ်ကပတ်တော်ဒီအပိုက်လေးထဲမှာဖခင်ကဖွက်ထားတဲ့ secret message တစ်ခုရှိနေတာဖြစ်တယ် You see, tola, this word tola is also used as a word, is for worm as well in Hebrew. ဟေဘရုမှာကျွန်တော်တို့ဒီ tola ဆိုတဲ့အရာကိုအသုံးဟေဘရုဘာသာစကားနဲ့အသုံးပြုတယ် But it is a special kind of worm. And hey- that worm is called the scarlet worm. ဟေဘရုဘာသာစကားအရဒီအရာကတကယ့်ကိုထူးခြားတဲ့နာမည်နဲ့အသုံးပြုထားတာဖြစ်တယ်သူကိုနောက်တစ်မျိုးအနေနဲ့ scarlet ပိုးကောင်ဆိုပြီးတော့အသုံးပြုထားတာကိုတွေ့ရတယ် And back in those days, they would use this worm to make color dye. အဲ့ဒီခေတ်ကာလကိုပြန်သွားမယ်ဆိုရင်အဲ့ဒီ scarlet ပိုးကောင်လေးကိုအယောင်တွေအတွက်အသုံးပြုတယ် I want to share with you something about this worm. ဒီပိုးကောင်လေးအကြောင်းကိုအနည်းငယ်လေးကျွန်တော်ရှင်းပြချင်တယ် You see, this scarlet worm gives birth once in its entire lifetime. ဒီအခုပုံမှာမြင်နေရတဲ့ပိုးကောင်လေးကဆိုရင်သူ့ရဲ့ဒီ lifetime ဘဝသက်တမ်းတစ်လျှောက်လုံးမှာသူကတစ်ခါပဲကလေးမွေးလို့ရတာဖြစ်တယ် And when that time comes to give birth, the scarlet worm
climbs up a tree and it attaches to the tree. အဲ့ဒီပိုးကောင်လေးကနော်သူကလေးမွေးဖွားရတော့မဲ့အချိန်ရောက်တဲ့အချိန်မှာသူကတစ်ပင်မော်ကိုတက်ရတယ်ပြီးတော့သူကအဲ့ဒီတစ်ပင်နဲ့လေမြဲနေအောင်လို့သူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုလှုပ်ဆောင်ရတယ် And then she gets ready and she chooses to push her body against the wood of the tree. သူကအစင်သစ်ဖြစ်တဲ့အခါမှာမွေးဖွားဖို့အစင်သစ်ဖြစ်နေပြီဆိုတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအဲ့ဒီတစ်ပင်ရဲ့ဒီတစ်သားမှာမြဲနေဖို့ရန်အတွက်တွန်းပြီးတော့သူ့ခန္ဓာကိုယ်ကိုချိတ်ဆက်လိုက်ရတယ် Then she forms a hard shell that is protecting her body. သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမာတဲ့အခွန်နဲ့သူကအပေါ်ကနေဖုံးအုပ်လိုက်ရတယ် Her body is now fully connected to the tree. အခုအဲ့လိုပြီးသွားတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအဲ့ဒီအပင်နဲ့လုံးဝခွာလို့မရအောင်ဖြစ်သွားတဲ့အခါမှာတော့ And the time finally comes to give birth, and the mother gives birth under the protective shell. အဲ့ဒီအချိန်မှာတော့သူကကလေးလေးတွေကိုစပြီးတော့မွေးဖွားတယ်အဲ့ဒီကလေးမွေးတဲ့အချိန်မှာသူမွေးလာတဲ့ကလေးတွေကအဲ့ဒီအခွန်မာရဲ့အောက်မှာမွေးဖွားခြင်းကိုခံရပြီးတော့အကွယ်အကာဖြစ်နေရတာဖြစ်တယ် When the babies are born, ကလေးတွေမွေးလာတဲ့အခါမှာ the babies then start to feed on the mother's body for the next 3 days. ကလေးမွေးပြီးတဲ့အခါမှာအဲ့ဒီပိုးကောင်တေးလေးတွေကနော်သူ့ရဲ့အမေရဲ့ခန္ဓာကိုယ်ကို3ရက်အတွင်းမှာစားပလိုက်ရတာဖြစ်တယ်စားသုံးရတာဖြစ်တယ် The mother worm, the scarlet worm, gives her body to her children. အဲ့ခုနကပြောတဲ့မိခင်နော်မိခင်ပိုးကောင်ကြီးကစတင်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသူ့ရဲ့သားသမီးတွေကိုပေးရတော့တာဖြစ်တယ် And after 3 days, the scarlet worm, she dies. 3ရက်ကြာပြီးတဲ့အခါမှာတော့ခုနကမိခင်ပိုးကောင်ကတည်သွားတယ် And when the scarlet worm dies, something incredible happens. အဲ့ဒီမိခင်ပိုးကောင်ကတည်သွားတဲ့အခါမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကိုစပြီးတွေ့ရတယ် There's a scarlet red fluid that comes out of a body and then flows out of a body and it stains the tree red. အဲ့ဒီစကာလက်ပိုးကောင်မိခင်တည်သွားတဲ့အခါမှာသူ့ရဲ့ကိုယ်ခန္ဓာတွေကနေအနီရောင်အရည်တွေကစတင်ပြီးတော့ထွက်လာတဲ့အရည်တွေကခုနကတစ်ပင်မှာဆွဲမြဲပြီးတော့ရှိပြီးတော့တစ်ပင်ရဲ့အဲ့ဒီအစိတ်အပိုင်းကလည်းအနီရောင်အဖြစ်သူတည်သွားတဲ့နေရာမှာကြံခဲ့တယ် The scarlet worm only has one purpose when she climbs that tree. အဲ့ဒီစကာလက်ပိုးကောင်လေးကသူတစ်ပင်ပေါ်ကိုတက်သွားတဲ့အခါမှာသူ့မှာရည်ရွယ်ချက်တစ်ခုပဲရှိတယ် And she knows when she goes up that tree, she won't be coming back down. သူသိတယ်သူတက်သွားပြီးပြီဆိုရင်တော့သူဘယ်တော့မှပြန်ဆင်းလာရတော့မှာမဟုတ်ဘူးဆိုတာကိုသူကောင်းကောင်းသိတယ် The scarlet worm's purpose is to give her body for her children so that her children could live. အဲ့ဒီမိခင်ပိုးကောင်ကြီးကသူတက်သွားပြီးပြီဆိုပြီးလို့ရှိရင်သူကလေးတွေကိုမွေးပြီးရင်ကလေးတွေကသူ့ကိုစားသုံးမှာဖြစ်တဲ့အတွက်သူအသက်ဆုံးရှုံးမယ်သူဘဝတစ်ခုလုံးပေးလိုက်ရမယ်ဆိုတာကိုသူကသိပြီးသားဖြစ်တယ် This is the only way that her children are able to live on. အဲ့ဒီနီလန်တစ်ခုတည်းကပဲသူ့ရဲ့ကလေးတွေကိုအသက်ရှင်စေနိုင်တဲ့အရာဖြစ်တယ် Just like this, Jesus Christ came into this world just for one purpose. ထိုနည်းတူစွာပဲယေရှုလောကကိုဆင်းကြွလာခြင်းကရည်ရွယ်ချက်တစ်ခုပဲရှိတယ် He didn't come just to teach or preach. ယေရှုဆင်းကြွလာတာကတင်းနဲ့ကျွန်ုပ်ကိုတရားတွေဟောဖို့တသက်ပဲမဟုတ်ပဲသင်ကြားပေးဖို့တသက်ပဲဆင်းလာတာမဟုတ်ပါဘူး And Jesus Christ didn't come just to change your life. သင်ဘဝကိုပြောင်းလဲပေးဖို့အရန်တက်တစ်ခုတသက်အတွက်ပဲဆင်းလာတာလည်းမဟုတ်သေးပါဘူး But Jesus Christ came on this earth to give you a brand new life. ယေရှုလောကကိုဆင်းကြွလာတာသင်ကိုဘဝအသက်ပေးဖို့ရန်အတွက်အသက်တာအသက်ပေးဖို့ရန်အတွက်ဆင်းလာခြင်းဖြစ်တယ် You အာ see, မင် the only way for us to live is for Him to die. သင်နဲ့ကျွန်တော်အသက်ရှင်တန်ဖို့ရန်အတွက်သူကတည်ပေးတာဖြစ်တယ် hallelujah Jesus became the greatest sacrifice. ယေရှုကကြီးမြတ်သောရစ်ပူဇော်ခြင်းဖြစ်တယ်အာမင်အာမင် Amen. အာမင် Amen. Amen. And Jesus said in John 10, "No one can take my life from me. I sacrifice it voluntarily." ယောဟန်ထဲမှာတွေ့ရတဲ့အရာကအဘယ်သူမှငါရဲ့အသက်ကိုမနှုတ်ယူဘူးတဲ့ငါကိုယ်တိုင်ငါရဲ့အသက်ကိုစွန့်တယ်လို့ရေးထားတာကိုတွေ့ရတယ် Jesus gave His life willingly for you and for me. အာမင်ယေရှုကသင်နဲ့ကျွန်ုပ်တို့သူ့ရဲ့အသက်ကိုလိုလားစွာစွန့်ပေးခဲ့တာဖြစ်တယ် Who am I that Jesus would leave heaven behind just for me? ကျွန်တော်တို့ကဘာတွေမဟုတ်လို့ယေရှုကကောင်းကင်ကိုကြောခိုင်းပြီးတော့သင်နဲ့ကျွန်ုပ်အတွက်ဆင်းကြွလာရတာလဲ Who am I that He would take my place on that cross? ကျွန်တော်တို့တက်ရမယ့်ကားတိုင်ပေါ်မှာကျွန်တော်တို့မတက်ရဘဲနဲ့ဘာဖြစ်လို့ယေရှုကကိုစားခံသွားခဲ့တာလဲ It should have been me on that cross. အဲ့ဒီကားတိုင်ပေါ်မှာတက်ရမှာကကျွန်တော်ဖြစ်တဲ့နာမဟုတ်ဘူးလား It should have been you. သ
တင်ဖြစ်တင်တာလေ It should have been us. ကျွန်တော်တို့ဖြစ်တင်တာပါ But Jesus said no. ယေရှုကပြောတယ်မဟုတ်ဘူး He said, I'll go up that cross for you. ငါကားတိုင်ပေါ်ကိုနင့်အတွက်တက်မယ်လို့ယေရှုကပြောတယ်အာမင် And as Jesus went up on that cross, he only had one thing in mind. ယေရှုကားတိုင်ပေါ်မှာရှိနေတဲ့အချိန်မှာလေသူ့ရဲ့နှလုံးသားထဲမှာသူ့ရဲ့စိတ်ထဲမှာတစ်ခုပဲရှိတယ် He was thinking of eternity with you. တင်နဲ့ထာဝရအကာလထိသူရှိမယ်ဆိုတဲ့အရာတစ်ခုပဲသူ့ရဲ့အထဲမှာရှိနေတာဖြစ်တယ် Amen. အာမင် He was only thinking of you on that cross. သူကားတိုင်ပေါ်မှာရှိတဲ့အချိန်မှာတင့်အကြောင်းကိုပဲတွေးနေတာဖြစ်တယ် Brothers and sisters, there is no greater love than this. ဒီချစ်ချင်းမြတ်တာတစ်ကြီးမြတ်တဲ့မြတ်တာမရှိတော့ဘူးဖြစ်တယ် Laying down one's life so that we could live, so that we could spend eternity with him. သူ့ရဲ့အသက်ကိုစွန့်ပေးခဲ့တာဖြစ်တဲ့အတွက်သင်နဲ့ကျွန်တော်ကသူနဲ့အတူထာဝရကာလထိတူရှိနိုင်တာဖြစ်တယ် You see, we're not saved because we're good. ကျွန်တော်တို့ကကောင်းလွန်းလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး We're not saved because we're deserving. ထိုက်တန်လို့လည်းကယ်တင်ခြင်းကိုရတာမဟုတ်ပါဘူး We're only saved because God is merciful. ကျွန်တော်တို့ကယ်တင်ခြင်းကိုရတယ်ဘာကြောင့်လဲဆိုတော့ဖခင်ကမေတ္တာဂရုဏာနဲ့ကြွယ်ဝတဲ့ဖခင်ဖြစ်လို့ဖြစ်တယ် Amen. အာမင် You see, it is not our righteousness that secures our eternal life. ကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းတွေကြောင့်မဟုတ်ပါဘူးကျွန်တော်တို့ကယ်တင်ခြင်းရတဲ့အရာက It is the finished work of Jesus on that cross secures our eternal life. ယေရှုရဲ့ကားတိုင်ပေါ်မှာအမှုပြီးစီးခြင်းကြောင့်ပဲသင်နဲ့ကျွန်တော်ကကယ်တင်ခြင်းဆိုတော့အရာကိုရတာဖြစ်တယ် If salvation could be earned by human efforts, then why would Jesus need to die on that cross? ကယ်တင်ခြင်းကလူရဲ့ကြိုးစားအထောက်မှုနဲ့ရတယ်ဆိုလို့ရှိရင်ဘာလို့ယေရှုကကားတိုင်ပေါ်မှာအသက်ကိုပေးရမှာလဲ But the only thing that requires of us is to simply believe in the one who died for us. သင်နဲ့ကျွန်တော်တို့လိုအပ်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကသင်နဲ့ကျွန်တော်တို့အသက်ကိုပေးပြီးတော့လက်ဝါးကားတိုင်မှာတေခံခဲ့တဲ့သူရှိတယ်ဆိုတဲ့အရာကိုနားလည်ဖို့ရန်အတွက်ဖြစ်တယ် Amen. အာမင် Amen. Amen. And we're not done with the scarlet worm yet. ဒီခုနကစကားလက်ပိုးကောင်လေးအကြောင်းကမပြီးသေးဘူးဖြစ်တယ် When the scarlet worm dies after 3 days, အဲ့ဒီပိုးကောင်မိခင်တေသွား3ရက်ပြီးတဲ့အခါမှာတေသွားတဲ့အခါမှာ there's a red fluid that comes out of her body. It stains the tree. သူ့ရဲ့ကိုယ်ခန္ဓာတွေကအရည်တွေကထွက်လာပြီးတော့ခုနကတစ်ပင်မှာအနီရောင်ဖြစ်ကြံခဲ့တယ် And watch this. The red fluid also stains the children red. အဲ့ဒီအပင်မှာပဲမဟုတ်ဘူးနော်သူတေသွားတဲ့အခါမှာခုနကပိုးကောင်စီကအနီရောင်အရည်တွေကလေသူ့မွေးတဲ့သူ့ရဲ့ခလေးတွေစီမှာပါဆွဲထင်ပြီးတော့ကြံခဲ့တယ် This is why they are called scarlet worm, because they are red. ဒါကြောင့်မို့လို့အဲ့ဒီပိုးကောင်ရဲ့နာမည်ကို Scarlet ပိုးကောင်နီရဲတဲ့ပိုးကောင်လို့ခေါ်တာဖြစ်တယ် You see, the children are born translucent. They're white color. But only when the fluid comes onto them, they are turned red forever. တကယ်တမ်းတော့အဲ့ဒီပိုးကောင်လေးတွေကမွေးခါစမှာဒီအရာမဟုတ်ဘူးတကယ်ကိုဖြူဖွေးတဲ့ပိုးကောင်လေးတွေဖြစ်တယ် And when they get the red fluid stained on them, they turn red. အဲ့ဒီသူ့အမေကထွက်တဲ့အရည်ကြောင့်သာလေအဲ့ဒီပိုးကောင်တွေကနီရဲတဲ့အယောင်ဖြစ်ကိုပြောင်းသွားတာဖြစ်တယ် The children have to feed on the scarlet worm's body, living body, and then her red fluid stains them red. သူ့ရဲ့အမေရဲ့ခန္ဓာကိုယ်ကိုစားသုံးတယ်ပြီးတဲ့အခါမှာသူတို့အသက်ရှင်လာပြီးတော့သူ့အမေစီကနေထွက်တဲ့အဲ့ဒီအရည်အားဖြင့်အယောင်ပြောင်းခြင်းကိုရတာဖြစ်တယ် You see, Jesus hung on that cross. ယေရှုကလက်ဝါးကားတိုင်မှာချိတ်ဆွဲခြင်းကိုခံရတယ် And the blood that he shed for you, it doesn't just stain you. ယေရှုသုံးခဲ့တဲ့အသွေးကတင့်ရဲ့စီမှာနည်းနည်းပဲဆုံးထင်းနေတာမဟုတ် It ပါဘူး completely washes you. You are completely washed with the blood of Jesus. တင့်ရဲ့ဘဝအသက်တာတစ်ခုလုံးကိုလုံးဝဖုံးလွှမ်းထားတဲ့အသွေးတော်ဖြစ်တယ် Because, my friend, without the shedding of blood, there is no forgiveness. ယေရှုရဲ့အသွေးသွန်းလောင်းခြင်းမရှိရင်အပြစ်လွတ်ခြင်းမရှိဘူးဖြစ်တယ် Do you want forgiveness today? ဒီနေ့မှာတင်အပြစ်တစ်ခုခုကိုခွင့်လွတ်ခြင်းကိုခံစားခြင်းလား Do you want forgiveness for every single sin in your life? တင်ရဲ့ဘဝအသက်တာထဲမှာလှုပ်ခဲ့တဲ့အပြစ်တစ်ခုချင်းစီတိုင်းတဲ့ခွင့်လွတ်ခြင်းကိုရယူခြင်းလား Do you want forgiveness for your secret sin when nobody sees you? လူတွေမမြင်တဲ့ကြွယ်ရမှာတင်တယောက်ထဲလှုပ်ခဲ့တဲ့အပြစ်အတွက်ရောခွင့်လွတ်ခြင်းကိုရယူလို့သလား Because you can only find forgiveness through the blood. ယေရှုရဲ့အသွေးတော်အဖျင်ကြောင့်သာတင်ခွင့်လွတ်ခြင်းကိုခံရမှာဖြစ်တယ် Amen. အာမင် You see, when you are washed with the blood of Jesus, there is nothing that can stand against you. ယေရှုရဲ့အသွေးတော်နဲ့ဆေးကြောခြင်းကိုခံပြီးတဲ့အခါမှာတခြားတစ်ဖက်မှာဘယ်အရာကမှတင်ကိုဆွဲချလို့မရတော့ဘူး There ဖြစ် is တယ် no sin greater than the blood of Jesus. ဘယ်အပြစ်တရားကမှအသွေးတော်ထက်ကြီးမြတ်တာမရှိဘူး There's hallelujah nothing in your past
that is greater than the blood of Jesus. သင်ရဲ့အတိတ်ကာလကလည်းအသွေးတော်ထက်မကြီးမြတ်ဘူးဖြစ်တယ် There is no sickness, no disease greater than the blood of Jesus. ဘယ်ဖျားနာခြင်းအနာရောဂါကမှလည်းအသွေးတော်ထက်မကြီးမြတ်ဘူးဖြစ်တယ် There is no demon, no darkness greater than the blood of Jesus. ဘယ်မှာနဲ့ရဲ့လောက်ရဲ့နတ်ဆိုးတွေကမှလည်းယေရှုရဲ့အသွေးတော်ထက်မကြီးမြတ်ဘူး There is power in his blood. ယေရှုရဲ့အသွေးတော်မှာတကိုးရှိတာဖြစ် There တယ် is healing in his blood. အသွေးတော်ထဲမှာကျမ်းမာခြင်းရှိတယ် There is deliverance in the အ blood. သွေးတော်ထဲမှာလွတ်ခြင်းရှိတာဖြစ်တယ် And there hallelujah is forgiveness in his blood. အသွေးတော်ထဲမှာအပြစ်ခွင့်လွတ်ခြင်းဆိုတော့အရာရှိတယ် Amen. hallelujah amen My friend, do you realize you have been completely, fully bought by the precious blood of Amen. Jesus? ဒီမှာရှိတဲ့မိတ်ဆွေများတင်းဒီယာနှုံးပြည့်အသွေးတော်အပြည့်လွတ်ခြင်းကိုခံရတော်သူဖြစ်တယ်ဆိုတာကိုသိပါသလား You are so loved by Jesus. တင်းဒီယေရှုရဲ့အချစ်ဆုံးတော်သူဖြစ်တယ် You are hallelujah redeemed. တင်းဒီရွေးချယ်ခြင်းကိုခံရတော်သူဖြစ်တယ် You have been restored. တင်းကရွေးနှုတ်ခြင်းကိုခံရတော်သူဖြစ်တယ် And you have been forgiven. တင်းကအပြစ်လွတ်ခြင်းကိုခံရပြီးသားသူဖြစ်တယ် By the blood, the debt has been paid. အသွေးတော်အပြည့်အကျွေးအားလုံးခြေပြီးပြီဖြစ်တယ် By the blood, the war has been won. အသွေးတော်အပြည့်တိုက်ပွဲအားလုံးကိုနိုင်ပြီးပြီဖြစ်တယ် And by the blood, the devil has been defeated. အသွေးတော်အပြည့်ရန်သူစာတန်ကိုခြေမုံပြီးပြီဖြစ်တယ် Amen. Amen. Why don't you give the Lord a ဘုရားကို praise? လက်ခုပ်တီးပြီးချီးမွမ်းရအောင် hallelujah Hallelujah. Amen There's one final thing about the scarlet worm. ဒီ scarlet ပိုးကောင်လေးရဲ့နောက်ဆုံးသောအဖြစ်အပျက်ကိုကြည့်ရအောင် You see, after the scarlet worm, after she dies for a few days, her body starts to turn into white color. ဒီကြည့်ရအောင်တော့ပုံမှာ तू သေသွားပြီးတဲ့3ရက်ကြာလို့သေသွားပြီးတဲ့အခါမှာတော့သူ့အထက်ကအနီရောင်အရေးတွေအကုန်ထွက်သွားပြီးတဲ့အခါမှာ तू ကအခုလိုမျိုးပြထားတဲ့ပုံလို့ဖြူနေတဲ့အရာလေးတစ်ခုကဲ့သို့ဖြစ်သွားတယ်ဖြူရောင်ပြောင်းသွားတယ် And see, her body turns into this wool-like flaky substance. ဆိုတော့နော်နေရဲတဲ့အရာကနေပြီးတော့ဟိုတိုးမွေးကဲ့သို့နော်ဝါကွန်းဖြူလေးကဲ့သို့ဖြစ်သွားတာကိုတွေ့ရတယ် You see, the Bible tells us, right? Though our sins are scarlet red, now they have become white as wool. နှုတ်ကပတ်တော်ထဲမှာပြောတယ်တင်းနဲ့ကျွန်တော်ရဲ့အပြစ်ကားတဲ့ကပလာလိုနေတော့လေမိုးပွင့်ကဲ့သို့ဖြူပြီးလို့ပြောတာဖြစ်တယ်အာမင် Amen. အာမင် hallelujah Isn't our God amazing? ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဒီအံ့ဩစရာကောင်းတဲ့ဘုရားဖြစ်တယ် He is so amazing. Even nature is proclaiming the gospel. ဒီတဘာဝကိုတောင်မှပဲသူ့ရဲ့သူ့အကြောင်းကိုကြီးညာဖို့ရအတွက်ဘုရားကအသုံးပြုနိုင်တယ် You see, even this, even the smallest worm that no one knows about can be used by God to reveal Jesus. ဒီသေးငယ်တဲ့ပိုးကောင်လေးကိုတောင်မှယေရှုအကြောင်းယေရှုအတွက်ပုံဖော်ဖို့ရအတွက်အသုံးပြုနိုင်တယ်ဆိုရင် If God can use this tiny worm, how much more can God use you as a vessel for His glory? အဲ့ဒီသေးငယ်တဲ့ပိုးကောင်လေးကိုတောင်ဘုရားကယေရှုအကြောင်းကိုပြောဖို့ရည်ညွှန်းနိုင်တယ်ဆိုရင်တင်နဲ့ကျွန်ုပ်ရဲ့အသက်တာကိုဘုရားကဘာလို့မသုံးနိုင်ရမှာလဲ Amen. အာမင် Amen. Amen. I want to end with this passage today. ကျွန်တော်ဒီ message ကိုအဆုံးသတ်ခြင်းတဲ့အရာလေးကတော့ 2 Corinthians chapter 4 verse 7 to 10. ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး4အငယ်9မှ10နိကော4 9 10နိကော4 9 10အတူတကွဖတ်ရအောင်နော်သို့တော့အလွန်ထူးမြတ်သောဤတကိုးသည်ငါတို့ထံမှမဟုတ်ဘဲဖျားသခင်ထံမှဖြစ်ကြောင်းထင်ရှားစေရန်ငါတို့သည်ဤယေဒနာကိုမြေအိုးထဲ၌ဆောင်ထားကြ၏ငါတို့သည်အဖက်ဖက်မှနှိပ်စက်ညှင်းဆဲခြင်းခံရတော်လဲခြေမုံခြင်းမခံရတွေးမရဖြစ်တော်လဲမျောလင့်ချက်ကင်းမဲ့သည်ဟု၍မရှိညင်းဆဲခြင်းကိုခံရတော်လဲစွန့်ပစ်ခြင်းကိုမခံရအလဲထိုးခံရတော်လဲဆုံးရှုံးခြင်းတို့မရောက်ယေရှု၏အသက်ရှင်တော်မူခြင်းသည်ငါတို့၏ကိုယ်ခန္ဓာ၌ထင်ရှားမည်အကြောင်းယေရှု၏အသေးခံတော်မူခြင်းကိုငါတို့ကိုယ်ခန္ဓာ၌အစဉ်ဆောင်ထားကြ၏အာမင် Hallelujah. Amen Amen. Amen You see, we are Christians. ဒီနေ့ဒီကျွန်တော်တို့အားလုံးကယုံကြည်သူခရစ်ယာန်တွေဖြစ်တယ် Do you know what the word Christian means? ခရစ်ယာန်ရဲ့ဒီစကားလုံးရဲ့အတိတ်ပဲကိုသင်သိလား You see, a Christian is not just someone who goes to church every week. ခရစ်ယာန်ဆိုတာကနော်အပတ်တိုင်းဖရားเจ้าသွားနေတဲ့သူကိုတွေ့တာနဲ့ဟာခရစ်ယာန်ပဲလို့သတ်မှတ်လို့ရတာမဟုတ်ပါဘူး A Christian is not someone who
You know, it's not just someone who prays before every meal. နော်အစားတော့စားခါနီးမှထားပြီးတော့ဆုတောင်းတာလောက်ကိုပဲခရိယန်လို့ပြောလို့ရတာမဟုတ်သေးပါဘူး And a Christian is not someone who just gives money to the poor. နော်တင်းရဲ့တစ်ခါတည်းရဲ့မှာဂယုဏအားကြီးပြီးတော့မရှိတဲ့လူတွေခက်ခဲတဲ့လူတွေကိုပေးကမ်းစွန့်ကြဲအားတန်လွန်းခြင်းကလည်းခရိယန်လို့တစ်ထစ်ချသတ်မှတ်လို့မရသေးပါဘူး A Christian is a disciple who has been stained and bought by the precious blood of Jesus. ယေရှုရဲ့တကယ်ကိုမှတန်ဖိုးရှိတဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံထားရပြီးတော့သူ့ရဲ့နောက်ကိုလိုက်တဲ့နောက်လိုက်တွေကိုပဲခရိယန်လို့ခေါ်တာဖြစ်တယ် Amen. အာမင် The word Christian literally means little Christ, which means children of God. တကယ်ခရိယန်ဆိုတဲ့စကားလုံးရဲ့အနက်အတိတ်ပဲကတော့ယေရှုရဲ့ကိုယ်ပွားတနည်းအားဖြင့်ယေရှုကဲ့သို့သောယေရှုနဲ့တစ်ထပ်တည်းအသက်ရှင်ရမယ့်သူတွေဖြစ်တယ် And what this means is that even though I'm going through the crushing in my life, ဆိုလိုချင်တာကတော့ကျွန်တော်တို့ခက်ခဲရကာလတစ်ခုကိုဖြတ်သန်းနေတဲ့အချိန်မှာတောင်မှ even though I'm going through all kinds of trouble, ပြဿနာတွေနဲ့ရှုပ်ထွေးနေတဲ့အရာကိုဖြတ်သန်းနေရရင်လေ and no matter how much shame and suffering I'm going through, အရှက်ကွဲခြင်းနေနဲ့ဘလောက်ပဲနာကျင်တဲ့ဝေဒနာကိုခံစားနေရပါစေ I can boldly say by the blood of Jesus and by the power of the Holy Spirit that Jesus is victorious. သက်ရှင်သောဝိညာဉ်တော်အားဖြင့်ယေရှုရဲ့အသွေးတော်နဲ့ငါသည်ရွေးဝယ်ခြင်းခံထားရပြီးသားသူဖြစ်တယ်ဆိုတာကိုသင်ကအဲ့ဒီကာလတွေမှာလဲရဲဝင့်စွာပြောနိုင်ရမှာဖြစ်တယ်အာမင် Jesus is victorious. ယေရှုသည်အောင်မြင်ခြင်းရဲ့ရှင်အောင်မြင်ခြင်းဖြစ်တယ် Amen. Amen. Even in Psalms 22, the final verse, it says, Jesus has done it and it is finished. ဒီနှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အရာကယေရှုအားဖြင့်အမှုအရာခတ်သိမ်းကပြီးသွားပြီအမှုပြီးပြီလို့ပြောတာဖြစ်တယ် Amen. Amen. You see, my life and your life, you know, even in our imperfections, ဒီမှာရှိတဲ့ကျွန်တော်ရဲ့အသက်တာဒီမှာထိုင်နေတဲ့သူတယောက်ချင်းစီတိုင်းအသက်တာထဲမှာမပြည့်စုံခြင်းတွေရှိမှာပါ even when our lives are in complete pieces, our lives can still proclaim the gospel. နော်ဟိုမပြည့်စုံတဲ့စိတ်အပိုင်းသေးသေးလေးတွေနဲ့ပြန့်ကျဲပြီးတော့ဘာမှရေရရာမရှိတဲ့အရာကိုဖြစ်နေရင်တောင်မှသင်ကရဲရင်စွာနဲ့ကြွေးကြော်ဝင်ခံရမှာဖြစ်တယ် Your struggles are not meaningless. သင်ရဲ့အခုရုန်းကန်နေရတဲ့အရာတွေကလေအတိတ်ပဲမရှိဘဲနဲ့ဖြစ်နေတဲ့အရာတစ်ခုမှမရှိပါဘူး Every pain that you're going through, trust me, God won't waste it. သင်အခုကြုံနေရတဲ့နာကျင်ခြင်းတိုင်းကလေဘယ်တော့ဘယ်အရာကမှဖျားတဲ့မှာဟိုဆုံးရှုံးတဲ့အရာဟိုအချင်းကြီးဆိုတဲ့အရာမရှိပါဘူး And you, my friend, God has a specific purpose for your life. ဒီမှာရှိနေတဲ့သူအယောက်ချင်းစီတိုင်းအတွက်ဖျားစီမှာတကယ့်ကိုမှတီးတဲ့အကြံစီတော့တီးချနော်သင်အတွက်ဖျားပြင်ဆင်ထားတဲ့အရာတွေရှိနေတာဖြစ်တယ် That's why He died for you. ဒါကြောင့်မို့လို့သင်အတွက်သူအသက်ကိုပေးခဲ့တာဖြစ်တယ် Do not underestimate your life. သင်ရဲ့ဘဝကိုပေါ့လေးမတွေးပါနဲ့ You see, the way that you live, သင်အသက်ရှင်တဲ့ပုံစံ the way that you handle the struggles in your life, ဒီခက်ခဲတဲ့အချိန်တွေမှာသင်အဲ့ဒီပြဿနာကိုရင်ဆိုင်တဲ့ပုံစံကင်တွယ်တဲ့အရာတွေ and this can all point someone to Jesus. သင်အဲ့ဒီအရာအားလုံးမှာသင်ဘလို့ဖြတ်တန်းလဲဆိုတာကလေသင်အနားမှာရှိနေတဲ့လူတွေကိုယေရှုအကြောင်းပြောပြနေခြင်းဖြစ်တယ် You see, when you have forgiven someone who hurted you, သင်ကိုအရာနာကျင်အောင်လုပ်ထားတဲ့လူတစ်ယောက်ကိုသင်ခွင့်လွှတ်တဲ့အခါမှာ and maybe when you choose obedience over your fears, ကြောက်ရွံ့ခြင်းတွေကိုကြော်လွန်ပြီးတော့သင်နာခံတဲ့အခါမှာ and when you go through the darkest seasons of your life, yet you choose to remain faithful. ခက်ခဲရာကာလတွေမှာလည်းသင်သစ္စာရှိစွာကြော်ဖြတ်တဲ့အခါမှာ And even when you're feeling weak, but you still choose to stand. သင်ရဲ့ခံစားချက်အခြေအနေကတော့အယံကိုအားနေတယ်ဒါပေမဲ့သင်ကဆုံးဖြတ်တယ်ငါပြန်ပြီးတော့မတည့်ရက်မယ်လို့ဆုံးဖြတ်တဲ့အခါမှာ That's what it means to carry the death of Jesus so that the life of Jesus can be seen in us. ဆိုလိုချင်တာကအဲ့လိုမျိုးလှုပ်ဆောင်တဲ့အခါမှာယေရှုရဲ့အသက်ယေရှုရဲ့တည်ခြင်းကိုသင်ကယူတင်ဝတ်ဆောင်ပြီးတော့ဘေးနာကလူတွေကယေရှုရဲ့အသက်ကိုသင်ရဲ့အထဲမှာတွေ့ရတော့မှာဖြစ်တယ် Amen. Amen Amen. Amen Amen. Amen Maybe some of you here today, ဒီမှာရှိတဲ့သူတွေ the enemy has reminded you maybe of your past sin, of your past life. ဒီမှာရှိတဲ့လူတွေနော်စာတန်ကသင်ရဲ့အတိတ်မှာသင်လုပ်ခဲ့တဲ့အဖြစ်တွေအဖြစ်အပျက်တွေကိုပြန်ပြီးတော့ဟိုတတိပေးပြီးတော့သင်ကိုနှောက်ယှက်နေတာလည်းဖြစ်ကောင်းဖြစ်မယ် Maybe the devil has, brought you feelings of shame or guilt or regret. စာတန်ကနော်သင်လှုပ်ခဲ့တဲ့အရာတွေအတွက်ဟိုပြန်အရှက်ရစေပြီးတော့ဟို guilty ပြန်ဖြစ်စေတဲ့အရာတွေဟိုရှက်ပြီးတော့ကြောက်ရွံ့ပြီးတော့ရှေ့မတိုးအောင်
စာတန်ကအနောက်ကနေလုံနေတဲ့လူတွေလည်းရှိကောင်းရှိမယ် And maybe some of you here today might be full of fear and doubt so that you cannot move forward. နော်တချို့လူတွေအတွက်အရှိကိုယ်တော်မတိုးနိုင်တော့ဘဲနဲ့ကြောက်ရွံ့ခြင်းတွေနဲ့ချိတဲ့နေရာမှာရက်တန့်တာကြာနေတဲ့လူတွေလည်းရှိကောင်းရှိမှာဖြစ်တယ် I just want to remind you that the only thing that qualifies you is that you are bought by the precious blood of Jesus. ယေရှုရဲ့အသွေးတော်အားဖြင့်သာသင်ကတကယ်ကိုမှပြည့်စုံသောသူဖြစ်တယ်ဆိုတာကိုကျွန်တော်ကပြန်ပြီးတော့သတိပေးချင်တာဖြစ်တယ် You are the son and the daughter of the Most High God. သင်ကအမြင့်ဆုံးသောဖခင်ရဲ့သားဖြစ်တယ်သမီးဖြစ်တယ် We are disciples of Christ. ကျွန်တော်တို့ကယေရှုရဲ့နောက်လိုက်တွေဖြစ်တယ် And that means the cross is before us. ဆိုလိုချင်တာကလက်ဝါးကားတိုင်တော်ကကျွန်တော်တို့ရဲ့အရှိမဖြစ်တယ် And the world is behind us. လောကဆိုသောຢာကတော့ကျွန်တော်ရဲ့အနောက်မှာရှိတာဖြစ်တယ် And there is no turning back. ဘယ်တော့မှနောက်ပြန်မလဲတဲ့သူကဒီမှာထိုင်နေမဲ့သူတွေဖြစ်တယ် My friends, we may be pressed on every side, but we will not be shaken. ကျွန်တော်တို့ဒီမှာရှိတော်သူများနော်ဘေးပတ်လေကပတ်ချလဲမှာအမျိုးမျိုးသောရှုပ်ရှက်ခတ်ခြင်းနဲ့ကြေမွခြင်းဆိုတော့ပြဿနာတွေနဲ့ကြုံနေရတာဖြစ်ကောင်းဖြစ်မယ် But we will not be crushed. ဒါမဲ့ကျွန်တော်တို့ကဘယ်တော့မှမပြတ်စီးဘူးမကြေမွသွားမဲ့သူတွေဖြစ်တယ် And we may get confused and we may get lost in life sometimes, but we will never despair. ကျွန်တော်တို့ရှောင်နေတဲ့လမ်းမှာလမ်းပြောင်းနေပြီးတော့မျောလင့်ချက်မဲ့နေတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘယ်တော့မှစိတ်မပြတ်မဲ့သူတွေဖြစ်တယ် And we may face persecutions in our lives, but let me remind you that you are never forsaken. ကျွန်တော်တို့အခုချိန်မှာညည်းပန်းနှိပ်စက်ခြင်းတစ်စုံတစ်ခုကအမြဲတမ်းထိုးနှက်ခြင်းကိုခံစားရတဲ့သူဖြစ်ကောင်းဖြစ်မှာပါဒါပေမဲ့သင်နဲ့ကျွန်တော်ဒီစွန့်ပစ်ခြင်းကိုခံထားရတော့သူမဟုတ်ပါဘူး We may fall down, but we will stand up. ကျွန်တော်တို့ကအခုချိန်မှာလဲကြကောင်းလဲကြနေလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ဒီပြန်ပြီးတော့မတ်တက်ရမဲ့သူတွေဖြစ်တယ် We carry the death of Jesus in us so that the life of Jesus is manifested in our lives. ကျွန်တော်တို့ရဲ့အထဲမှာယေရှုရဲ့သေခြင်းကိုကျွန်တော်တို့ကတည်ဆောင်နေတာဖြစ်တဲ့အတွက်ယေရှုရဲ့အသက်ဆိုသောအရာကသင်နဲ့ကျွန်တော်ရဲ့အထဲမှာရှိနေတာဖြစ်တယ် Hallelujah Hallelujah. Hallelujah May God bless you all. Amen ဖခင်ကောင်းချီးပေးပါစေ